အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ True Speaker ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့23ရက်နေ့6လပိုင်း2025နောက်ဆုံးရသတင်းတွေကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့အီရန်ကနေပြီးတော့ကာတာမှာရှိနေတဲ့အမေရိကစစ်စခန်း3ခုကိုမစ်ဆိုင်းဒုံးကျည်ပေါင်းယာနဲ့ချီပြီးတော့တိုက်ခိုက်လိုက်ပါတယ်အဲ့တော့အမေရိကဘက်ကနေပြီးတော့ပြန်လည်ဖြေကြားထားတာတော့သူတို့ရဲ့ base camp ကိုထိခိုက်ခြင်းလုံးဝမရှိခဲ့ပါဘူးလို့တော့ပြန်လည်ဖြေကြားထားတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာစဉ်းစားစရာတစ်ခုပေါ်လာတယ်ဗျ။ဘာကြောင့်လဲဆိုတော့ American သမ္မတ Donald Trump က pressure တစ်ခုဖိတ်ခေါ်ပြီးတော့သူပြောတဲ့စကားတွေထဲမှာကျွန်တော်တို့စဉ်းစားစရာတွေမြောက်များစွာပါလာတယ်။အဲ့တော့နှစ်ပတ်စလုံးကျွန်တော်တို့ကြည့်ရမယ်။ပထမတစ်ချက်ကတော့ Iran ကိုကြည့်။တကယ်လို့ Iran အနေနဲ့ America နဲ့ထိတ်တိုက်ရင်ဆိုင်မယ်သူတနိုင်ငံနဲ့ဆိုရင်မနိုင်ဘူးဆိုတာသူကောင်းကောင်းသိ။သူဒီလိုမျိုးလဲလှုပ်ရဲမဲ့အင်အားလဲသူ့မှာမရှိဘူးဗျ။ပထမတစ်ချက်ကတော့အဲ့တော့သူ့အနေနဲ့ကျွန်တော်ဟိုတရက်ကတင်ပေးတဲ့သတင်းတွေလိုမျိုးပဲအရေးပေါ်အစည်းအဝေးတရက်နဲ့ရုရှားရဲ့အီရန်ရဲ့နောက်ပြီးတော့ကျွန်တော်တို့မြောက်ကိုရီးယားရဲ့တွဲဆောင်နေဆိုတဲ့အစည်းအဝေးမှာဘာတွေများပြောကြားခဲ့လဲဆိုတာတော့ကျွန်တော်တို့သေသေးချာချာတော့မသိရပါပဲဒီလိုမျိုး American Six ကန်ကိုတိုက်ခိုက်ဖို့အတွက်ကိုဆိုရင်တော့အနောက်ကနိုင်ငံကြီးတွေရဲ့အာမခံချက်ရှိမှသာလျှင်အီရန်ရှေ့တိုးရဲမယ်ဆိုတာကိုတော့ကျွန်တော်တို့ခံမှန်းလို့မိပါတယ်အဲ့တော့ဒါအဲ့တော့တစ်အချက်ပေါ့နှစ်အချက်ကတော့ကျွန်တော်တို့ American သမ္မတပြောကြားတဲ့စကားပါအဲ့ဒီစကားတွေကိုကျွန်တော်တို့သေသေးချာချာနားထောင်မယ်ဆိုရင်တော့အဖြေတွေပေါ်လာပါလိမ့်မယ် American သမ္မတ Donald Trump ပြောကြားသွားတဲ့စကားတွေကတော့အီရန်အနေနဲ့ကွာတာမှာရှိနေတဲ့ငါတို့ base camp တွေကိုမတိုက်ခင်မှာငါရှိကိုဖုံးဆက်လာခဲ့တယ်ငါတို့သိက္ခာအရာငါတို့နိုင်ငံရဲ့သိက္ခာအရာငါတို့ပြန်တိုက်မှရလိမ့်မယ်ဒါပေမဲ့တိုက်တဲ့ဒုံးကြီးတွေကတော့မင်းတို့ရဲ့ base camp ကိုတလုံးမှထိရောက်မှာမဟုတ်ဘူးငါတို့ရှောင်ပြီးပြစ်ပေးမယ်ဆိုတဲ့ပုံစံကိုအီရန်ရဲ့ခေါင်းဆောင်ကအမေရိက Donald Trump ကိုဖုန်းနဲ့ပြောကြားထားတယ်ဆိုတဲ့ဟာကို Donald Trump က press show မှာပြောသွားတယ်ဗျာဒါကိုကြည့်ချင်အပြင်ကျွန်တော်တို့ကသတင်းလိုက်နေတဲ့လူတွေဖြစ်ဖြစ်သို့မဟုတ်ကျွန်တော်နိုင်ငံရေးသုံးသပ်သူတွေဖြစ်ဖြစ်တော့ကြောင်တောင်တော့ဖြစ်သွားတယ်ဗျာဒီကြားထဲမှာအဲ့တော့ဒါက American သမ္မတ Donald Trump ကိုယ်တိုင်ပြောသွားတဲ့စကားပါအီရန်အနေနဲ့ငါ့ကိုကြိုပြီးတော့ဖုံးဆက်လာတယ်မတိုက်ခိုက်ခင်မှာငါတို့ရဲ့နိုင်ငံသိက္ခာအတွက်ငါတို့ self defending ကိုလုပ်ရလိမ့်မယ်ဆိုပြီးတော့ဖုံးဆက်လာတယ်ဆိုတဲ့အကြောင်းကို Donald Trump ထုတ်ဖော်ပြောကြားလိုက်ပါတယ်အဲ့တော့တစ်ဖက်မှာကြပြန်တော့လဲကျွန်တော်တို့ဒီအီရန်အနေနဲ့အင်အားကြီးမှတဲ့အမေရိကကိုဒီလိုရှင်ပြိုင်နိုင်ဖို့ဆိုတာအနောက်ကွယ်မှာနိုင်ငံကြီးတွေကသူနဲ့အတူတူရှိနေမှသာလျင်ပဲရမှာပါအဲ့တော့ကျွန်တော်တို့ဘာမှဆက်ဖြစ်မလဲဆိုတာတော့ကျွန်တော်တို့စိတ်ဝင်စားစရာအရန်ကိုကောင်းနေပါပြီဒါအပြင်ကိုကျွန်တော်တို့နောက်ဆုံးရတဲ့သတင်းတွေအရ British UK ကနေပြီးတော့လဲရုရှားတွေဝင်ရောက်တိုက်ခိုက်မှာဆိုတဲ့အတွက်နဲ့ကြိုတင်ကာကွယ်မှုတွေလုပ်နေပါတယ်ဆိုပြီးတော့ UK ရဲ့ Prime Minister ကနေပြီးတော့သူ့ရဲ့ National သတင်းတွေမှာထုတ်ဖော်ပြောကြားလာပါတယ်အဲ့တော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့တော့ဇက်ရှင်ကတော့မြင့်လာပြီလို့ပြောလို့ရတယ်ဗျခံမှန်းထားတဲ့အပုံအရဆိုရင်တော့အီရန်ရဲ့အနောက်မှာနိုင်ငံကြီးတွေရှိနေပါလိမ့်မယ်အမေရိကစစ်စခန်းကိုသွားပြီးတော့ဒီလိုမျိုးဒုံးကြီးတွေနဲ့တိုက်ဖို့ဆိုတာဟာအနောက်ကအင်အားမရှိဘဲနဲ့သူ့တနိုင်ငံနဲ့သွားမယ်ဆိုရင်အစင်လုံးဝပြေမှာမဟုတ်ပါဘူးအဲ့တော့အနောက်မှာနိုင်ငံကြီးတွေရှိလိမ့်မယ်အဲ့တော့ကျွန်တော်တို့ခင်ဗျားတို့ခံမှန်းထားသလိုတကယ်လို့မြောက်ကိုရီးယားတို့တရုတ်တို့ရုရှားတို့မရှိရင်တောင်မှသူတို့ဒီအရှေ့အလယ်ပိုင်းဒေသမှာရှိနေတဲ့သူတို့ရဲ့ OIC နိုင်ငံတွေအနေနဲ့အနောက်ကကြောထောင်းနောက်ခံများရှိနေပြီလားဆိုတဲ့ဟာကိုတော့ကျွန်တော်တို့စဉ်းစားစရာဖြစ်နေပါပြီအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့စေရေးအခြေအနေကတော့လက်ရှိအခြေအနေမှာအရန်ကိုမြင့်တက်နေတဲ့အခြေအနေဖြစ်တဲ့အတွက်နဲ့အားလုံးပဲသတိဝရိယလေးနဲ့စောင့်ကြည့်ခိုင်းစေခြင်းပါတယ်ကျွန်တော်က True Speaker ဖြစ်ပါတယ်